အဲ့ရောငါအုတ်ထိန်သူဖြစ်လာခဲ့ဖို့နင့်ကငါခေါ်ခဲ့တာမှမဟုတ်တာနင့်ဆန္ဒနဲ့နေရောက်လာခဲ့တာမဟုတ်ဘူးလားဘာလဲငါစီကကျေးဇူးတင်စကားလို့ချင်လို့လားဒီလောက်သေးဖွဲလောက်လေးနဲ့နင့်စီကကျေးဇူးတင်စကားလက်ခံရကြည်ဆိုရင်နင်ငါ့ဆေးရမယ့်ကျေးဇူးကြွေးကမနှဲတော့ဘူးနင့်စကားဘာတိတ်ပဲလဲဝင်ရန်ကျမမိခွန်ကိုသူမမဖြေပါပခုံးတစ်ချက်တွပြရင်တော်တော်လေးမုန်းစရာကောင်းစားပဲဝိုင်းကိုဆက်တော့ပြနေခဲ့တယ်ဒီလိုအမှုရမျိုးဒီလိုအမှုချစ်မျိုးတွေပေါ့ကျမနဲ့တိတ်ရင်ဒီကျုံးဝင်သောစရိုက်မျိုးတွေဝင်မခံချင်ပေမဲ့ဝင်ရဟာကျမနဲ့တိတ်စင်တူလွန်းနေအကျဉ်တွေတူတဲ့စရိုက်ချင်းစင်နေအကြိုက်ချင်းတူတယ်လို့စိတ်နေသဘောထားကအစစင်တူပြန်နေကျမတို့နေရာအားကလုံးတွေဟုတငယ်ချင်းတို့နောက်ပြောင်ဖူတာမှတ်မိသေးတယ်ကျမတို့ကြားမှာကွာဟချက်ကြီးကြီးမားမားတိတ်မရှိပဲလိုက်လျောညီထွေးဖြစ်တယ်အတိမ်ဆောင်မရှိဟန်ချက်ညီတယ်တက်ညီလည်းညီရှိတယ်တခုပဲအဲ့ဒီတခုပဲအဲ့ဒါကသူနဲ့ကျမကအလင်းနဲ့တရန်သူတယ်နှစ်ယောက်လုံးဟာကိုယ်အရှိန်နဲ့ကိုခက်ပြင်းပြင်းသွားနေကြပြီးအဲ့ဒီအရှိန်တစ်ခုဟာမျက်နှာချင်းဆိုင်ဆုံးဖြစ်ခဲ့ရင်ကိုယ်အရှိန်ကိုမထိန်နိုင်ပဲပြက်စီးပြိုလဲလောက်မြင့်ဆက်ဆံရေးဖြစ်ဟိုးရင်ကလေးကကျမတီးပြီးသားဖြစ်တယ်ကျမတို့ဟာကိုယ်အရှိန်ကိုထိန်းနိုင်ဖို့ဆိုရင်ရက်တန့်ပေးစေနိုင်သည့်နေရာတစ်ခုကိုရှာဖို့ပဲလိုအပ်မည်ဟုကျမတွေးခဲ့ဘူးတယ်။မောင်ကကျမတက်အဲ့ဒီဖြစ်တည်မှုမျိုးပဲဖြစ်ပါရီ။တကကျမအားအရှိန်ပုံမြင့်ပေးနိုင်မည်သူဆိုရင်မောင်ကကျမအရှိန်အားရက်တန့်စေနိုင်မည်သူအဲ့ဒီအတွေ့တစ်ခုတည်းဖြင့်မောင်အားကျမကရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ကျမအဘာကဘာလဲဆိုရင်အဲ့ဒီကနေစရင်လိုပဲဖြစ်ရမည်ထင်ပါရီ။ယောက်ျားတစ်ယောက်ရဲ့ဗီဇကိုမိန်းမတစ်ယောက်ကထိန်းချုပ်ပြောင်းလဲစေနိုင်နေဆိုတာဟာအယောက်ျားကိုယ်တိုင်ကစိတ်လိုလျက်ရှိမှသာရနိုင်ချေရှိသောရခိုင်နှုန်းတိတ်နေသည့်အခွင့်အရေးမျိုးမှမောင်ဟာကျမကိုတက်သိပြခဲ့တယ်။ UBB ချင်း3-4နှစ်ထိမောင်ဟာသူတော်ကောင်းအယောင်ဆောင်နေလင်္ကာနှစ်ယောက်မှအဲ့ဒီထုံထားသောအရေးခွန်ဟာကွာကြစပြူလာတယ်။9နှစ်10နှစ်ယောက်မှမောင်ဟာလုံးဝဘလူးတစ်ကောင်နဲ့ဆင်တူသွားခဲ့တယ်။ကျမမိဘတွေကမောင်နဲ့လက်ထပ်ပြီးချင်းမှပဲကျမရတင်ရထိုက်သမျှအလုံးပေးပြီးမှကျမအောင်အမွေပြက်ဆွန်လွတ်ခဲ့ကြပေမယ့်စကားတခုတော့မာရီကျမတယောက်တည်းဖြစ်တဲ့အချိန်ကျအချိန်မြေးပြန်လာပါရှိလက်စအဆောင်ရကုန်ရှိမြဲတိုင်းရှိစေရမည်ဆိုပဲလူတွေဆိုတာကနေထိုင်အသက်ရှင်လာရသောရက်တွေကြာလာလေးလေးလူသဘောကိုပိုသည်လေးလေးဆိုတာဟုတ်ပုံရပါတယ်မေမေကမဟာဘေရောမှအိမ်ထောင်ဘက်ကမဟုတ်မည်အကြောင်းကျမအားအချိန်ပေါင်းများစွာဖြောင်းပြပေမဲ့ကျမကတိတ်ကောင်းပါတယ်ကိုဆွဲကင်တော့အမှန်တရားကလွေပြီးဘသူတရားချတရားမရတတ်တော့ငမိုက်သားမလားဆောက်လို့ရပစ္စည်းဖို့တွေအလုပ်သမားလိန်သွားလို့ဆိုပြီးစရတယ်ဆောက်လက်စအဆောင်ပြကြလို့ဆိုပြီး project တစ်ခုလုံးစရတယ်ကုမ္ပဏီနာမည်ကောင်းရဖို့အမျက်ပေါ်သိမ့်မကြည့်ပဲအိတ်ဆိုင်ပြီးနာမည်တစ်ခုအားတီးဆောင်ရတယ်ဖန်ကောင်ထိတ်ကငွေကုန်ရင်လက်ဝက်လက်စားရီရောင်းချရတယ်ပေါင်နေရတယ်လက်ဝက်လက်စားရီပါကုန်သွားတဲ့အခါရှိသောခြံတွေကိုရောင်းရတယ်နီလက်စားအင်ကိုပါခဏတစ်ဖြုတ်ပေါင်လို့ပေါင်ရပြန်နေကျမဦးစီလောက်ကိုင်းနေသောဟိုတယ်လုပ်ငန်းဘက်ကငွေတွေဟာမောင်ကုမ္ပဏီဘက်ကိုအမြဲစီစဉ်ရတယ်အဲ့ဒီဖီစီမွေးကြားမှမောင်ကထပ်ပြီးဖောက်လာတယ်အပေါင်းသစ်တွေရလာပြီးတောက်စားပြောပါတက်လာတယ်မူရစ်ရန်ကာလာတက်တယ်ငွေကိုရေလိုသုံးတက်လာတယ်မိတ်ဆွေဆိုသောအမျိုးသမီးငယ်လေးတွေတယုံယုံဖြင့်သွားလာတက်လာတယ်သူငယ်လေးဟာကျမထိန်ချောင်းမှုညံပြင်းခဲ့လို့လားဒါမှမဟုတ်တိုးရီခွန်ခြုံထားလို့များလားချက်ချင်းကြီးဝင်ပလေတကောင်ဖြစ်လာခဲ့တယ်။နေပေါ်မှာကျေးဇူးတွေရှိနေရလားအောင်တော့နေ့စီမှာငါတခါမှမမိခိုဖူးဘူးလို့ထင်တာပဲ။အဲ့ဒီတစ်ခါကတော့ဟုတ်တယ်။နေ့ကျေးဇူးတင်နေ။ငါနာမှာဘယ်သူမှရှိမနေတဲ့အချိန်ရှိနေပြီးတဲ့အတွက်ဒါပေမဲ့နောက်ထပ်အဲ့လိုမျိုးအလားတူဖြစ်ရတွေထပ်မဖြစ်စေဖို့ငါစူးစမ်းမှာ။အဲ့ဒါပဲ။အဲ့ဒါကနေကီးကြောင်နေရပဲဒီစီ။တလွဲမာနာထားပြနေရ။ငါဆိုတဲ့ကောင်ကအချိန်မီနေမိခွန်လို့ရတဲ့ကောင်။နေစီကနေဝေးရန်ငါ့ဒါလေးတစ်ချက်ကူပေးဆိုတဲ့စကားထပ်မလာရခဲ့တာတော့နေကိုကူညီချင်လို့နေအတွက်ထောက်ပံ့ဖြစ်စေချင်လို့ပြီးတော့နေမနေ့ကချက်ပို့ပြီးပို့အောင်မြင်ပို့အဆင်ပြေသွားဖို့အမြဲတမ်းမျှော်လင့်နေတဲ့ကောင်ဒါပေမဲ့နေငါ့ကိုဘလို့ဆက်ဆံလဲမရှိရသူလို့မသိရသူလို့သစိမ်းထက်တောင်ပိုစိမ်းသေးတယ်ဝေးရန်အဲ့ဒါငါထားနိုင်နဲ့ငါနောက်ဆုံးမာနပဲဒီမိမကတင်ဆုံးအထိထိုးချသွားခဲ့ရင်တော့မှလူတွေအားလုံးရှိမှပြိုလဲနေရင်တော့မှသစိမ်းဖြစ်ဖြစ်အတိဖြစ်ဖြစ်လူတွေစီမှာငါအကူအညီအထောက်ပံ့ယူရရင်တော့မှဘယ်တော့မှနဲ့စီကနေအကူအညီမယူချင်ခဲ့တာငါမာနာပဲဝင်ရန်